ကျွန်တော်ကအချိန်မှအားလို့ရေရလေးလှုပ်ချင်တယ်ကုသိုလ်လေးရချင်တယ်ဆိုတော့ဘာလို့ရမလဲကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်တင်ပြပေးမယ်အကျိုးလဲထုမယ်အဆင်လဲပြင်မယ်ဆိုတော့ comment မှာ yes လို့မှတ်ခဲ့ပေးပါအဲ့တော့ကျွန်တော်ဒီမှာတွေ့ရအောင်ကြည့်အောင် okay ဆိုတော့မနက်ခင်းထဲမှာကျွန်တော်တို့ကထမင်းအိုးတဲ့အဲ့တော့ထမင်းအိုးကနေပြီးကျွန်တော်ထမင်းဥပေါင်းကိုကျွန်တော်ယူလိုက်ပါအဲ့တော့ပကံလေးတွေကိုထည့်မယ်ကျွန်တော်အဲ့ထဲမှာကျွန်တော်ထမင်းဥပေါင်းထည့်မယ်ပေါ့လေအဲ့မှာပကံလေးတွေကိုထမင်းဥပေါင်းထည့်ပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်ပြားရည်နော်ပြားရည်ကိုအဲ့ဒီထမင်းပေါ်မှာကျွန်တော်စမ်းပါမယ်စမ်းပြီးတော့ကျွန်တော်ဖျားကိုလှူပါအဲ့တော့ထမင်းဥပေါင်းရည်ပြားရည်ဟုတ်ပြီနော်ထမင်းဥပေါင်းရည်ပြားရည်ကိုကျွန်တော်တို့ကရောပြီးတော့မှဖျားကိုလှူမယ်လှူပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဂါထာတစ်ခုရွတ်ပေးပါအဲ့ကတခြားရေးပေးပါမယ်အုံတပိဝေနခရခပင်းဒုက္ခိအုံပူဇာစအဲ့တော့အဲ့ဒါကိုကျွန်တော်တို့က39ခေါက်ရွတ်ဖတ်ပူဇော်ပေးပါအဲ့တော့တေချာလို့ပါကျွန်တော်တို့တစ်ဖက်လောက်ဆိုလို့ရှိရင်တိတာတဲ့ထူးခြားချက်ကိုတေချာပေါက်ရပါလိမ့်မယ်အဲ့တော့ရေရာလေးကျွန်တော်လုပ်တဲ့အခါမှာတဖြည်းဖြည်းနဲ့တစားတစားနဲ့ကျွန်တော်တို့တိုးတက်လာတာဖြစ်ပါတယ်ကိုလုံးဆရာရှိတဲ့အလုပ်ကိုလုပ်ပါကိုယ့်ရဲ့ scale တွေကိုလည်းပြင်တယ်မှာကျွန်တော်ရေရာလုပ်ပေးမယ်ဆိုလို့ရှိရင်အဲ့ဒီခုနကိုယ့်ရဲ့ scale တွေလုပ်ထားတဲ့အရာတွေမှာတေချာပေါက်တိုးတက်မှုတစ်ခုသွားပြီးတော့ဖြစ်ပေါ်ပေးရတယ်နောက်ကနေအင်တိုင်းအားတွေတစ်ခုဖြစ်ပေးရဆိုတော့မမြင်တဲ့နိုင်တဲ့အကူအညီတွေမမြင်နိုင်တဲ့အားတွေဆိုတာကကျွန်တော်ဘဝမှာတကယ်လိုအပ်ပါတယ်အဲ့တော့ရေရာလေးကိုတခြားလုပ်ကြည့်ပါအချိန်မပေးနိုင်လဲရတယ်ထမင်းချက်ပြီးတာနဲ့အဲ့ဒီထမင်းပေါ်မှာပြားရည်စမ်းပြီးတော့မှထမင်းဥပေါင်းလှူမယ်ဂါထာက39ခေါက်ပဲအုံတပိဝေနခရခပင်းဒုက္ခိအုံပူဇာစโอเคကျွန်တော်မိတ်ဆွေအားလုံးအဆင်ပြေကြပါစေ